ဖောင်ကြီးလုံးဝ free ပါနော်ဖောင်ကြီးလုံးဝ free ဆိုပေမဲ့စုချင်းမပါဘူးလို့တော့မထင်နဲ့ကျွန်တော်ပထမစုအနည်းဆုံးကျွန်တော်စုချင်းငွေ9သိန်းကနေပြီးကျွန်တော်စပြီးပေးသွားမှာလက်မောင်းလဲတာဝါသနာပါတဲ့ညီကိုတွေအတွက်ကျွန်တော်အခုဒီ2026ကတော့လုံးဝဒါကန်ကောင်းတဲ့နှစ်တစ်နှစ်ပဲဘာလို့လဲဆိုတော့ကျွန်တော်ဒါညီကိုတွေကိုပြောထားသလိုပဲကျွန်တော်ဒါနယ်3နယ်မှာကျွန်တော်ပြိုင်ပွဲကြီးကျင်းပဖို့ရှိတယ်နယ်တွေကတော့ကျွန်တော်ပဲခူးတိုင်းမှာဆိုလို့ရှိရင်ပဲခူးတိုင်းအရှိအနောက်ပေါ့နော်ကျွန်တော်2နေရာပြိုင်ပွဲအခွဲပြီးကျင်းပပေးမယ်ပြီးနောက်ထပ် AR တိုင်းပေါ့နော် AR တိုင်းမှာလည်းကျွန်တော်ဒါပြိုင်ပွဲလာပြီးကျင်းပဖို့ရှိတယ်အဲ့တော့ကျွန်တော်ဒါဘယ်မျိုးတွေမှာလှုပ်စေခြင်းလဲဟိုဒါညီကိုတွေနဲ့ဒီပို့ဆက်ကုန်းမှာမှန်ခဲ့ကျွန်တော်လည်းအခုဒါဒီနေ့ဒါခီးထွက်ပြီးတော့ဒါနယ်တွေမှာကျွန်တော်ဒါနေရာလိုက်ကြည့်မယ်ပေါ့နော်ကျွန်တော်ဘယ်နယ်မှာလှုပ်ဖြစ်မလဲဆိုတာကိုညီကိုတွေလည်းပြန်ပြောပေးမယ်ညီကိုတွေနေနေရလဲပဲခူးတိုင်းအရှိမှာဆိုလို့ရှိရင်ဘယ်မျိုးလာခဲ့ပဲခူးတိုင်းအနောက်မှာဆိုရင်ဘယ်မျိုးလာခဲ့ AR တိုင်းမှာဆိုလို့ရှိရင်ဘယ်မျိုးမှာလာလုပ်ပေးဆိုပြီးတော့ကျွန်တော်ကိုကွန်မန့်တစ်ခုပါပေါ့နော်ကျွန်တော်အခုဒီပြိုင်ပွဲတွေကျင်းပတယ်ကျွန်တော်ဒါဖောင်ကြီးလုံးဝ free ပါနော်ဖောင်ကြီးလုံးဝ free ဆိုပေမဲ့စုချင်းမပါဘူးလို့တော့မထင်နဲ့ကျွန်တော်ပထမစုအနည်းဆုံးကျွန်တော်စုချင်းငွေ9သိန်းကနေပြီးကျွန်တော်စပြီးပေးသွားမှာအဲ့တော့ဒီနယ်ဘက်ကညီကိုတွေလည်းအခုကျွန်တော်အခုကြီးညာထားသလိုပဲနယ်ဘက်ကညီကိုတွေလည်းအခု training တွေအကောင်းဆုံးပြင်ဆင်လာတော့နီးစက်ရမြို့တွေကလည်းလာပြီးတော့ပြိုင်လို့ရတယ်ဒီပြိုင်ပွဲတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒါပြိုင်ပွဲဝင်လူကြီးရောက်100ပဲကန့်သတ်ထားဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒါမကြခင်မှာဖောင်နေစပြီးတော့လက်ခံပေးမယ်ဖောင်နေစပြီးလက်ခံပြီးဆိုတော့ဒါညီကိုတွေနဲ့ဒါဖောင်ကြီး free ပါနော်လုံးဝဖောင်ကြီးလုံးဝပေးကြမလို့အဲ့တော့ဖောင်နေစပြီးတင်လို့ရပြီကျွန်တော်တိတ်မကြခင်မှာကျွန်တော်ဖောင်နေစပြီးလက်ခံပေးမယ်ကျွန်တော်ပြိုင်ပွဲကျင်းပမယ်လာတော့ဒါကျွန်တော်ဒါ9လပိုင်းထဲမှာပဲကျွန်တော်ဒီနယ်3နယ်လုံးဒါကျွန်တော်ဒီ9လပိုင်းတစ်လထဲမှာပဲဒါပြိုင်ပွဲ3ပွဲလုံးဒါအပြီးကျင်းပသွားမှာဖြစ်တယ်ဒီပြိုင်ပွဲ3ပွဲမှာစုရလာတဲ့ champion တွေကရန်ကုန်မှာရှိတဲ့ champion တွေနဲ့ကျွန်တော်ဒါအကြီးတန်းမှာပြန်ရမယ်ပြီးလူတစ်တန်းမှာဆိုလို့ရှိရင်လည်းဒီ first မဟုတ်ဘဲနဲ့ပေါ့နော်ဒုတိယနဲ့တတိယရခဲ့တဲ့ညီကိုတွေကဒါရန်ကုန်ပွဲကြလို့ရှိရင်ဒါအငယ်တန်းမှာပြန်ခွင့်ရှိတယ်ပထမရသွားတဲ့ညီကိုတွေကတော့ရန်ကုန်ပွဲကြလို့ရှိရင်အကြီးတန်းမှာကျွန်တော်ဒီရန်ကုန်တိုင်းက champion တွေနဲ့ဒါပြန်ပြီးရှင်ပြရမယ်အဲ့တော့ training တွေအကောင်းဆုံးပြင်ဆင်တာပါပြိုင်ပွဲဒီဒါ9လပိုင်းမှာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ဘက်ကနေပြီးတော့ဒီကိုလိုအပ်တဲ့ training ကိုပြင်ဆင်ထားမယ်နယ်ပွဲတွေမှာစုရခဲ့ပြီးလို့ရှိရင်လည်း training ဆက်ပြီးကြိုးစားမယ်ဘာလို့ကျွန်တော်တို့ဂျားထဲမှာကျွန်တော်တို့အချိန်ကျွန်တော်တို့တစ်ခုရှိတယ်ကျွန်တော်ရန်ကုန်ပွဲရဲ့6လပိုင်းမှာလုံးဝဖြစ်တဲ့ကြောင့်မလို့နယ်ပွဲပြီးရတယ်ကိုယ့်ရဲ့ training ကိုအကောင်းဆုံးပြင်ဆင်ထားပါပြီးကျွန်တော်ဒါရန်ကုန်ပွဲကြလို့ရှိရင်လည်းဖောင်ကြီးကလုံးဝကောက်သွားမှာမဟုတ်ပါဘူးအဲ့တော့အကောင်းဆုံး training တွေပြင်ဆင်ထားမယ်နယ်ကညီကိုတွေလည်းစုံမယ်အခုကျွန်တော်အခုဒါဒီနေ့လည်းကျွန်တော်ဒါခီးထွက်မှာပေါ့နော်အဲ့တော့ဘယ်နယ်မှာလာပြီးအရင်လှုပ်စေခြင်းလဲကိုဒီပို့ဆက်ကုန်းမှာမှန်ခဲ့ပါကျေးဇူးပါ